ဒါလက်တန်းကိုကြည့်ရင်လက်တန်းရဲ့အောက်ခြေလေးလက်တန်းအောက်ခြေလေးဟရူးကျူနော်အောက်ခြေလေးဟုတ်လားဒါကတနည်းလေဂျိုးကုန်နော်ဒီဂျိုးကုန်တွေမသိရင်တောင်လေးဂျိုးလက်မရဲ့နေပြီးတော့အောက်ကတောက်ကြဂျိုးတကယ်လို့များဟုတ်တာကိုဒီမှာဂျိုးကုန်အားလုံးတောက်နေတာသူစတိရဘယ်ရှိဘယ်တော့မှဘယ်မှာဆက်ပါစမကဒီလိုမှာအင်းရောကြတာနော်ဒီကအဲ့နဲ့အဲ့လိုအင်းရောကြတာတန်လန်းရောဒါတော့အတက်လန်းရောတော့ဒီလိုကြတော့သူတော့ရေးမလာတော့ဒီတော့အင်းရဲ့ဒီကံရတာကိုအင်းရဲ့ပြီးတော့ထွက်နေတယ်မှာကားသမီးနော်ကြည့်ကောငယ်ဘာလဲနေပြီပဲခုနကတော့ဒီကိုယ့်ရဲ့ခရီးကသူ့ကိုလည်းနေတယ်ကြည့်တော့အဲဒီရအောင်အဲ့လေးတွေကသိထားမှာဟုတ်သိတာမသိတာတော့ဟုတ်တယ်သူကြောင့်ကိုမြင်ဘူးကိုမင်းလည်းလည်းရှိနော်ဒီမှာဆန်းလာတဲ့ခုနကဒီတော့ကင်းလို့ပြောမှာကိုကိုကျိုးသားတယ်နော်ဒီတော့သူကလာ